လေသားတွေကင်းစင်ပြန်လို့လူနဲ့မြမပူဇော်တယ်တရားလုံးစုံကိုယ်တိုင်သိလို့ဆရာမရှိသူဖြစ်ပါတယ်ထူတဲ့အသိဉာဏ်ကျင့်မှန်များလေကောင်းစွာထင်ရှားပြည့်စုံနေကောင်းတဲ့စကားကိုပြောဆိုတတ်လို့နိဗ္ဗာန်မြတ်သို့ကြွသွားတယ်တတ္တသင်္ခါဩကာသတဲ့လောကသုံးပါးသိမြင်နေမရင်ကြည်သူရင်အောင်ပြုတဲ့ဆုံးမမှုမှာသာလွန်နေလူနဲ့မြမတတ္တဝါများရဲ့ဆရာထင်ရှားဖြစ်ပါတယ်လေးပါးသစ္စာစိတ်ဖြာသိတဲ့ဉာဏ်မြင်ရှိသူဖြစ်ပါတယ်ဘုံတော်၆ဆုံးဂုံတော်မြတ်နဲ့တစမလတ်ပြည့်စုံနေဖရာဂုံတော်ကိုပြပဲကွယ်အသေးဆွဲအောင်မှတ်ကြကွယ်မကွယ်မ